ပြီးခဲ့တဲ့2014တုန်းကဒီဇင်ဘာ20ရက်ကျုပ်မွေးနေ့ကျုပ်မွေးနေ့ဆိုကျုပ်ရဲ့ဇာတိပခုတ်ကူမှာကျုပ်ကဟိုလူနာတင်ရင်ဟိုတရားနာအောက်ဆီဂျင်အိတ်စင်အပြည့်အစုံလူတယ်အဖေအတွက်ရည်စူးပြီးတော့အဲ့ဒီလူလန်းနဲ့ပွဲမှာတရားနာမယ်ဩရွာသူရွာသားလူငယ်တွေလည်းတလုံးမမီနှလုံးမမီအသိဉာဏ်တိုးပါစေဆိုပြီးကျုပ်ကစာပေဟောပြောပွဲကြီးလုပ်ပြီးအဲ့ဒီစာပေဟောပြောပွဲမှာတရားနာတဲ့စာရေးဆရာဇော်ခိုင်ဦးတဲ့ချစ်စရာဘေလူဝကျုပ်နဲ့ရမ်းရင်းနေတယ်ဘေလူဝဖုန်းလမ်းပြီးဖုန်းဆက်ခေါ်တယ်ကိုဘေလို့အားလည်းဆိုရင်ကျုပ်ရစာပေဟောပြောပဲလာပြောပြပါဖုန်းပွဲဆိုရင်ပြီးတော့ရိုက်ခွင့်ရှူတင်ဖြတ်ပြီးတော့လာခဲ့ပါမယ်တဲ့ဘေလူဝကြီးလည်းည9နာရီလောက်ရောက်ချင်အဲ့တော့တရားနာစာပေဟောပြောပွဲမှာပြောကြတာပေါ့အဲ့တော့စာရေးလည်းချစ်စရာလို့ဇော်ခိုင်ဦးတို့ပြောတာဘေလူဝကနောက်ဆုံးမှတက်အဲ့တော့ဘေလူဝတက်ခံနေကြတော့သူ့မိန်းမကယောက်ျားကိုစိတ်မချတော့တခွဘွားအမှားရှာတော်နော်တဲ့စတိတ်စမောရောက်စကားတွေစွတ်စွတ်မပြောနဲ့နော်သူတို့ကအနာဘောဒုံကြရင်နားတယ်နော်အဲ့ဒီလိုပြောတော့ဘေလူဝကပြောတယ်အော်မိန်းမရဲ့အကူကတော့ရိုးရိုးပဲပြောတာပါကွာဒါပေမဲ့သူတို့ကိုယ်တိုင်ကတကူလုံးမှာအနာချိုင်ဆိုတော့ဘဲပေါ်ကြနားမှာပဲကျုပ်ပြောတာမဟုတ်ဘူးသူပြောတာဘေလူဝပြောအဲ့တော့တရားနာပဲဘေလူဝရဲ့တရားနာပဲစတိတ်စင်ပေါ်မှာရောက်တော့တရားနာပဲတဲ့ကျုပ်ကိုယ်တွေနည်းနည်းလေးအတတိုးတက်တာလေးပြောပြပါနော်ဦးစင်းကအလုပ်ထက်ဇံဝန်းနေချင်းခင်ဗျားတို့အတန်နေကြရင်ကျုပ်ကနားရောင်းသွားလို့ပါနော်ပြီးရင်အားပေးတာအတတိုးတက်တာလေးအားပေးပါကျုပ်ကဆိုတာငေါ့တာမဟုတ်ဘူးနော်ကျုပ်ကိုနော်တိုးတက်တာလေးပါကျေးဇူးတင်ပါတယ်အဲ့တော့ဘေလူဝကပြိတ္တိစတိတ်စင်ပေါ်လေးရတော့တရားနာပဲကြီးပေါင်းနေပေါမကြိုက်တဲ့အတိုင်းနဲ့တန်ကြက်လို့ကြပြလို့ကောက်ဆွဲတယ်ဟိုဘကန်းကမိထိန်နေယူရရတို့အိမ်ဒီဘကန်းကမိမိန်ငါတို့နေတဲ့အိမ်အရှိဘကန်းကမိထိန်နေပေါက်ဖော်ကြီးတို့အိမ်အနောက်ဘက်ကန်းကမိမိန်ဘေတို့နေတဲ့အိမ်အဲ့ဒီလိုဘေလူဝါကတရားနာတဲ့ကောက်အောင်လိုက်တော့ဟာနေပြည်တော်ကလူကြီးကဘေလူဝါကတော့တို့ကိုလှမ်းပြီးကလိနေပြီကွာဆိုပြီးတရားနာရန်ကုန်ကဘေလူဝါတို့ရက်ွက်ကိုမီးဖြက်ပြစ်လိုက်တယ်အဲ့ဒီရက်ွက်ကဘေလူဝါဒီလမ်းဖောင်းတာကိုဘေလူဝါကတော့ဘယ်ရောက်နေရတော့တော်စတိတ်စင်မွန်တွေတောင်းဝမြောင်းအော်နဲ့တူတယ်အခုကျမတို့ရက်ွက်မီးပြက်သွားပြီဘာဖြစ်လဲညာဖြစ်တယ်ဆိုတရားနာဘေလူဝါရဟုတ်ကဲ့ပါခင်ဗျာရမီရပိုက်ကျွန်တော်တောင်းပါပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အော်မိပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနီးအမြန်ဆုံးပြန်လာအောင်ကျွန်တော်သက်ဆိုင်ရာတာဝန်ရှိတဲ့ EBC တို့ဘာလို့ကျွန်တော်တောင်းပန်ပေးပါမယ်ခင်ဗျာဆိုပြီးတရားနာပဲဘေလူဝါကတောင်းပန်တာဟုတ်ကဲ့ပါခင်ဗျာအခုလိုမီးမလာတာဟာကျွန်တော်တို့တကယ်တော့မီးအထိန်နေမလင်းတာတကယ်တော့ဘသူရဲ့အပြစ်မှမဟုတ်ပါဘူးဖျားဟောနဲ့ကြည့်ရင်ပြိတ္တရဲ့တတ္တဝါတွေကတရဝါတစ်ခုကံတစ်ခုပါကံစီမံရာအတိုင်းဖြစ်ကြတာပါခင်ဗျာကျွန်တော်ဘသူမှအပြစ်မပြောပါဘူးခင်ဗျအော်ကျွန်တော်တို့ကိုယ်တိုင်ကကိုအတိတ်ဘဝသူများဖျောင်းနိုင်မှုတ်ပြေးခဲ့လို့နေမှာပေါ့ဟုတ်လားဒါကတော့ကျုပ်ပါကျုပ်ပါဇက်တဲ့ဖြည့်ပြောတာပေါ့ဗျာအဲ့တော့โอเคပါခင်ဗျာကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာသူတဲ့ဘေလူဝါက EBC ကိုတောင်းပန်တဲ့အနေနဲ့ပြိတ္တနောက်တစ်ပိုင်းဆက်ဆိုလိုက်တယ်မိမလာတာပြစ်မပြောနဲ့ဘေဘီတခုတော့အကြံပေးမယ်တိမ်တောင်းလျင်အကောင့်1000နဲ့ပိုးဆုံးကျူတွေလိုက်ဖမ်းမယ်အဲ့လိုអော်လိုက်တော့တရားနာပဲတဲ့ EBC ကလာကုန်တော့ဘေလူဝါတို့ရက်ွက်ကိုမီတာက2ဆတိုးတောင်းလိုက်တယ်အဲ့ဒါဘေလူဝါသူလို့အဲ့တော့တရားနာပဲဘေလူဝါကသူ့အရင်ဟောသွားတာတရားနာပဲဇော်ခိုင်ဦးခဏတို့ရောနားတော်မူမလားမသိဘူးဇော်ခိုင်ဦးတရားနာပဲတချင်းဆိုသိကောင်းတာဟိုခင်မောင်တို့တချင်းဒီမြန်ဆိုတရားနာပဲဂွေထက်ဖွင့်ထားတဲ့အတိုင်းသိတန်ကောင်းတာအဲ့တော့ခင်ဗျမကြည့်နဲ့နော်ကိုစမ်းမကြည့်နဲ့ခင်ဗျဒါနေအဲ့တော့တရားနာပဲအဲ့လိုဇော်ခိုင်ဦးကတချင်းနေဆိုသွားတော့တရားနာပဲဘေလူဝါအလဲရောက်တော့တရားနာဘေလူဝါကဇော်ခိုင်ဦးအားကြတဲ့တူကြီးပေါနဲ့ပေါ့မကြိုက်တဲ့အတိုင်းနဲ့ပြိတ္တဘေလူဝါလည်းတချင်းဆိုတဲ့တချင်းတရားနာပဲခင်ဗျားတို့ကြားဘူးပြီးသားတချင်းတရားနာပဲစာဦးတချင်းမကြားဘူးလားကြားဘူးပါဘူးဘေလူဝါကစာဦးတချင်းဆိုတာငါမျိုးကိုပြုံးတော့နေမှာဘူးခဲ့တယ်ရောကိုကိုပဲနာမမြဲဆုံးလို့နေမှာမြဲလွမ်းလို့နေမှာစောင်းရင်ကရောက်ပြန်ခဲ့မှာတဲ့သူကဟင်္ဒရာထုံးရတရားနာမယ်ဒီလိုအင်ထိုးတွေပါလာဟုတ်ပြိတ္တရေမှန်းလားအဲ့တော့ဘေလူဝါကျတရားနာမယ်တီလုံးတွေပါတယ်မပါတော့ဘေလူဝါအဲ့အင်ထိုးနဲ့မှဘေလူဝါတရားနာမယ်အပြောတွေနဲ့ငါမျိုးကိုပြောင်းတော့နေမှာဘူးခဲ့တယ်ရောဦးကကိုကိုပဲနာမအမြဲဆုံးလို့နေမှာအမြဲလွမ်းလို့နေမှာစောင်းရင်ကရောက်ပြန်ခဲ့မှာအော်စောက်ငါမျိုးကိုသွားကနေတော့ရောဦးကကိုကိုပဲအောက်မှာနင်းတပွားမှားခဲ့တယ်နော်အော်ကိုရင်တာအေးရဲ့ဖေဘဝဘယ်အချိန်ဒီပဲရောက်တနေ့တခါကျင်းပါတဲ့ရွာဖျားဝဲကိုတော့ကိုရင်တာအေးရောက်ရရက်ကနေမရောက်အောင်ပြန်ခဲ့ပါလို့နင်းတခွားကမှားခဲ့ဘူးတဲ့ရွာဦးကကိုကိုပင်ကြီးလဲအခုတော့အမြက်ကနှုတ်ပြီးတော့တရုတ်ပြည်ကိုရောင်းစားလိုက်ပြီးမဟုတ်လားစားဦးပြိတ္တကြီးကျုပ်ပြောတာမဟုတ်ဘူး
ဘသူပြောတာဘေလူကဒီတဲ့တရားနာပဲဘေလူကတရားနာပဲနောက်တစ်ပတ်ဆက်တက်လာပြိတဲ့တွန်းနေသိန်းနိုင်ရဲ့ပြိတဲ့မိအိပဲမလဲပေါ့ကျောင်းနေတော့ငါတငယ်ချင်းမလေးမိအိပဲမလဲကွယ်မိအေသူမေလို့တရားပွဲနဲ့လည်းမတူတော့ပါဘူးမိအေတို့များငယ်တဲ့တောင်ကြီးကလေးတို့ရဲ့ဘာသာဘာဝကျောင်းသွားကျောင်းမြန်နင်တို့လေတွေကနေဖြတ်ပြီးနင်တို့ရာခင်းထဲမှာဆော့ကစားတော့ဟေးကောင်လေးတွေတို့လေတွေကမဖြတ်ဘူးတို့ရာခင်းထဲမှာမကစားရဘူးလို့စွာကျဲអော်ခဲ့တဲ့မိအေးတယောက်အခုတော့နင်တို့လေတွေအသိခံလိုက်ရတော့နင်ဘာတတ်နိုင်နေတယ်လဲမိအေးရဲ့ကျုပ်ပြောတာမဟုတ်ဘူးဘီလူကပြောတာ